ရှေးဟောင်းပကံပြည်၏ရွှေခေတ်ကာလတွင်ထင်ရှားကျော်ကြားခဲ့သောမင်းတစ်ပါးရှိခဲ့သည်ထိုမင်းမှာအနော်ရထာမင်းကြီး၏သားတော်တစ်ပါးဖြစ်သည့်ကျန်စစ်သားမင်းကြီးပင်ဖြစ်သည်သူ၏ဘဝဇာတ်ကြောင်းသည်စိတ်ဝင်စားဖွယ်ကောင်းပြီးပကံသမိုင်းတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့သည်ကျန်စစ်သားသည်စစ်သူရဲကောင်းတစ်ဦးအဖြစ်ထင်ရှားခဲ့တော်လဲနန်းတွင်းပြဿနာများကြောင့်ပြည်နှင်ဒဏ်ခံခဲ့ရဘူးသည်နောင်တွင်ပကံပြည်အန္တရာယ်ကြုံချိန်၌ပြန်လည်ခေါ်ယူခြင်းခံရပြီးဘုရင်အဖြစ်နန်းတက်ခဲ့သည်သူ၏နန်းသက်ကာလသည်ပကံပြည်အတွက်တိုးတက်ဖွံ့ဖြိုးသောကာလတစ်ခုဖြစ်ခဲ့သည်ကျန်စစ်သားမင်းကြီးသည်ဗုဒ္ဓဘာသာကိုအထူးမြင့်တင်ခဲ့သည်ကမ္ဘာကျော်အာနန္ဒာစေတီတော်ကြီးကိုတည်ထားကိုးကွယ်ခဲ့သည်ပြည်တွင်းငြိမ်းချမ်းရေးနှင့်တိုင်းပြည်သားရာဝပြောရေးကိုဆောင်ရွက်ခဲ့သည်မွန်စာပေနှင့်ယဉ်ကျေးမှုကိုလည်းအားပေးခဲ့သည်ကျန်စစ်သားမင်းကြီး၏အုပ်ချုပ်မှုသည်ပကံခေတ်၏အထွတ်ထိပ်သို့ရောက်ရှိစေခဲ့သည်သူ၏ဉာဏ်ပညာရဲစွမ်းသတ္တိနှင့်ဘာသာရေးလူမှုရေးဆောင်ရွက်ချက်များသည်ယနေ့တိုင်မှတ်တမ်းတင်လျက်ရှိသည်သူသည်ပကံသမိုင်းတွင်မမေ့နိုင်သောဘုရင်တစ်ပါးအဖြစ်ထာဝရတည်ရှိနေမည်ဖြစ်သည်